ဒါဆိုရင်တော့မိုင်းတောက်တာရဲ့ထူခြားတဲ့အချက်လေးကတော့အသွေးတွေသွားလို့မရဘူးအသွေးတွေကအဆုံးထိရှောက်မယ်ဆိုရင်တဲ့ပြက်သွားတယ်တဲ့ဟုတ်လားမဟုတ်လားတော့မသိဘူးစမ်းကြည့်လိုက်အောင်နော်တရားတော့လာတယ်ဆိုမှဒီဘက်ကရှုပ်ခင်ဝင်ပြီးလို့ပဲနော်ကြည့်ပါဦးဆောင်းနေရလာတာငါးပင်တကောင်ရပြီလေအခုမှလာရတိုင်းများရှိတော့ဒီမှာဖောက်ပြီးတော့ရတယ်အလကားရတာပါအလကားရလားရုပ်လာတဲ့လူဆိုတော့နော်လကားပြီးတာပေါ့နော်ဟဲ့မမချောလေးဆိုအေးခက်တာကခောက်လိုက်တာโอเคဂျပန်လကားရလိုက်တယ်တဲ့တော့ကဒီအုပ်ထုပ်ကိုတိတ်ငယ်ညမ်းဝင်လိုက်တာပေါ့နော်အမဘယ်လောက်ပြီးလိုက်ရလဲအမ9500တဲ့အမရေတစ်ချက်ပြတယ်စားကင်ကြည့်ပါဦးရုပ်တော့မပြအေးရုပ်တော့မပြတော့ကြည့်ပါဦးကြည့်ပါဦးဗလဲခေါင်းရောခန္ဓာကိုယ်အကုန်လုံးပြည့်ဒီအုတ်ထုပ်ကိုစောင်းမယ်ဆိုရင်တော့ဒီဘယ်တော့မှကိုယ်တွေ့ရမှာမဟုတ်ဘူးပေါ့နော်ဟုတ်ရတော့တကယ်ချင်တာအခုမှမိုင်းတော့တော့ရုပ်တော့သူတို့ကမှတော့အဆုံးထိရှင်းရှင်း